တန္တာရစေကဝိဒံတံတန်သုဒ္ဓမတ္တဩရတံတန္တာရစေကဝိဒံတံတန်သုဒ္ဓမတ္တဩရတံတန်စိန်တကံဘဝိအာတံတံကံအပိတုမာနတံနောက်တစ်ခေါက်ပြန်ပြီးတော့ရွတ်ဆိုပြပါဦးမယ်တန္တာရစေကဝိဒံတံတန်သုဒ္ဓမတ္တဩရတံတန်စိန်တကံဘဝိအာတံတံကံအပိတုမာနတံတန္တာရစေကဝိဒံတံတန္တရာစေကိုချိုးဖြစ်တော်မူပြီးထသောတန်တုဒ္ဒံအဝိဇ္ဇာအမောင်ကင်းသဖြင့်ဖြူဝင်းစင်ကြယ်သောစိတ်ရှိတော်မူထသောအတ္တထိုဘုရားရှင်ဤဩရတံတတ္တမတံဗုဒ္ဓခေါ်ရင်သွေတော်အစစ်ဖြစ်တော်မူထသောဘဝေ31ထဘဝရ၌အာတံခင်မင်းတွေ့တာတဏတရားကိုတန်စိန်တကံကောင်းကောင်းကြီးတော်လံဖြတ်တော့တော်မူပြီးထသောသူမာနတန်ရွှင်ကြည်အေးမြကောင်းမွန်လှသောရွှေနှလုံးရှိတော်မူထသောတန်ခါအဘိအရိယရှိဘောတန်ဃာတော်မြတ်ကိုလီဟံတပိတော်သည်ဝနာမီညွန်နုကြည်တာထီငါပြဖြင့်ကြည်စွာရိုကျိုးရှိခိုးပါ၏အရှင်ဘုရားရွတ်ဆိုပူဇော်ကြရမယ့်ဂါထာတော်ကတော့တန်ရှစ်ချက်ဂါထာတော်ပဲဖြစ်ပါတယ်ဒီဂါထာတော်ကြီးကိုဒီနေ့သုံးခေါက်ရွတ်ဆိုပူဇော်ပါကမိမိတို့နေထိုင်ရာအိမ်ဆိုင်ရုံးနေရာဌာနတွေမှာတရေတပည့်အစိမ့်မကောင်းသောမိစ္ဆာများမကပ်မဝယ်မနှောင့်ယှက်နိုင်ပါဘူးတရေတပည့်တို့ကိုနိုင်နှင်းယုံမျှမကအပြန်အဆိုင်များကိုလည်းပဲနိုင်နှင်းစေပါတယ်ရှိเสียကြီးများမိတ်ဆိုခဲ့ဒီမှာလက်လဲရွှင်စေပါတယ်လို့ဆိုပါတယ်ဒါကြောင့်ဒီဂါထာတော်ကိုရွတ်ဆိုပြပါမယ်တန္တာရစေကဝိဒံတံတန်သုဒ္ဓမတ္တဩရတံတန္တာရစေကဝိဒံတံတန်သုဒ္ဓမတ္တဩရတံတန်စိန်တကံဘဝိအာတံတံကံအပိတုမာနတံနောက်တစ်ခေါက်ပြန်ပြီးတော့ရွတ်ဆိုပြပါဦးမယ်တန္တာရစေကဝိဒံတံတန်သုဒ္ဓမတ္တဩရတံတန်စိန်တကံဘဝိအာတံတံကံအပိတုမာနတံတန္တာရစေကဝိဒံတံတန္တရာစေကိုချိုးဖြစ်တော်မူပြီးထသော